Hello ချစ်ဆုံးတို့ရဲ့ချစ်တော့မလာထုံဆက်ဆက်ကလေးလှုပ်ရှားကြရအောင်အရန်ကြီးလဲမထုံအရန်ကြီးလဲမဆက်ဆိုတော့အရန်စားကောင်းတယ်ကဲအန်တီနဲ့အတူလှုပ်ရှားကြရအောင်ချင်းထက်မယ်စပလင်းပေးငံပြရဲ့အနေငယ်ဒါဒီထည့်ပြီးမှပျောက်အောင်ပြုတ်ယူတော့မယ်နော်ဦးကြီးနဲ့အချထားပြီချက်ထားတယ်ချက်တော့ဒီရပါပြီဒါကိုကျမတို့ဆေယူပြီးမှရေအေးထဲမှာပြန်စိန်ယူရအောင်ပြန်ဆေးယူမယ်နော်ရေအေးနဲ့ခဏလေးစိန်ထားပြီးမှရေပြန်စစ်ယူရအောင်ချက်တုံဖြူနဲ့အဲ့လိုဒီလောပါကျတော့ဂျူမြဲလည်းလောထားပြပါပြီခုတောင်ထောင်းတော့မယ်ထောင်းယူမယ်နော်မလာအနည်းတက်တင်ဖြူနဲ့လဲရအောင်အရင်ဆို ready made ထုတ်ကိုတုံးမှာတော့ဟုတ်တယ်ဒါပေမဲ့ကျမကတော့ချက်တင်ဖြူကိုဒီလိုမျိုးအရင်မွေးအောင်ကြော်ယူပြီးမှမလာအနည်းထုတ်ကိုပြန်ကြော်ယူမှာဖြစ်တယ်ဒါမဟုတ်လို့ရှင်ထုတ်ထားတာကြီးကကြာပြီဆိုတော့လေနော်ဒီလိုမျိုးပြန်ကြော်ယူလိုက်တဲ့အခါကျတော့အရင်မွေးရချက်တွန်ဒီအလိုမျိုးနဲ့မွေးလာပြီဆိုရင်လေဒါ ready made ထုတ်ကနဲ့ဖောက်ထည့်ထားတာဖြစ်တယ်ဒီလိုမျိုးပြန်ကြော်ယူလို့ရှိရင်အရင်မွေးတယ်ကျမကတော့ QC ကိုဒီတိုင်းမထည့်စားချင်တဲ့အတွက်ကြောင့်မလို့ဒီမှာလာအနည်းကြော်တဲ့အထက်မှာ QC ကိုပေါင်းထည့်လိုက်ပါတယ်ပြီးရင် ABC ချန်ညွတ်ကိုလည်းကျမဒီထဲမှာပေါင်းထည့်လိုက်ပါတယ်ဘယ်လိုကြော်လိုက်တော့ပုံမွေးသွားတာပေါ့နော်ဒီမိတ်ထုတ်ကြီးကတော့ထုတ်ထားချပြီလေနော်အဲ့လိုမျိုးဆိုတော့ကိုစားမဲ့အချင်းချက်တူဖြူလေးနဲ့ဒီလိုမျိုးနဲ့ပြန်ကြော်ယူလိုက်တော့မွေးလေးနဲ့စားရတယ်ကဲအားလုံးပြင်ဆင်ပြီးပြီဆိုတော့ကျမတို့ချက်ချေတော့မှလာတော့ကြပါစို့မလာအနည်းချက်တွင်ဖြူနဲ့ရုပ်တီလော်ပြီးထောင်းထားတာဒါတော့ရုပ်တီလော်စီတတ်ထားတာကျမကငရုတ်တီအရန်စားရဆိုတော့အများကြီးထည့်ထားမယ်နော်ပြင်ဒါဂျုံမြက်လော်ထားတာပေးငံပြရဲနော်မလာမော့နန်းလောစားရဲ့အချုံမုတ်ရေကကြိုက်တဲ့လူထည့်ပါကျမကတော့လူအမထည့်တော့မယ်မလာသေးမှာအငန်ဒတ်ဒီအချိုဒတ်ဒီအလုံးပါလာပြီးသားဆိုတော့လူအမထည့်တော့မယ်ဒီထဲမှာအထုံတက်ခပ်ပြီးလေးလူချင်းနေဆိုရင်ခွာချောက်ကိုလော်ပြီးမှထောင်းပြန်ထပ်ထည့်ပေးလို့ရပါတယ်ရပါပြီမွေးလေးနဲ့မွေးလေးနဲ့တကယ်ကိုစားကောင်းစေတဲ့ချစ်ထောက်မလားတုတ်လေးပါလှူစားကြည့်ချရအောင်နော်ချစ်ဆုံးတို့တကယ်ကိုစားကောင်းနေ ready made ထုတ်လေးနဲ့လှူစားရင်လည်းတကယ်ကိုစားကောင်းတာပါနော်ကဲချစ်ဆုံးတို့ bye bye